ဘာမှလှုပ်ရှင်စိတ်မရှိပဲလမ်းပြောင်းနေတယ်လို့ခံစားနေရလားဒါဆိုရင်တော့မိမမူမင်တန်လိုအပ်နေတာပါအရှိန်ဘလို့စယူရမလဲဆိုတော့ကို physics နီးယာမှနဲ့ပြောပြပေးပါမယ်နံပါတ်1 overcome the static friction physics မှာဆိုရင်တော့ရက်နေတဲ့အရာဝတ္ထုတစ်ခုကစက်တွင်ရှာဖို့အခက်ဆုံးပါပဲတဲ့ဒါကြောင့်အကြီးကြီးတွေစဉ်းစားနေမယ့်အစားအသေးဆုံးလောက်ကနေစတင်လိုက်ပါစပြီးလုပ်လိုက်ဖို့ကသာအရေးကြီးဆုံးပါပဲနံပါတ်2 increase the mass momentum ရဲ့ပုံသင်သည် P = mv ရကြည့်မယ်ဆိုရင် mass တိုးလေအရှိန်မြင့်လေပါပဲဒီတော့အလုပ်ပေါ်အလေးနက်ထားအယုံဆိုင်မှု focus ကိုပို့ထည့်ပေးပါနံပါတ်3 maintain constant velocity ခဏလို့ခဏနားတာမျိုးကအရှိန်ကိုတုံ့ပြန်ဖြစ်သွားစေပါတယ်ဖြည်းဖြည်းချင်းပဲဖြစ်ပါစေမမှန်လေးလှုပ်သွားတဲ့အခါမင်းရဲ့အနာရှာကမင်းကိုနောက်ပြန်မဆုတ်အောင်ဆွဲခေါ်သွားပါလိမ့်မယ်အရှိန်ရသွားတဲ့အရာတစ်ခုကိုဘယ်အရာကမှတားဆီးလို့မရပါဘူးဒီတော့ဒီနေ့ပဲမင်းရဲ့အရှိန်ကိုစယူလိုက်ပါ